ဦးလေးကြီးကျွန်တော်ချက်တွေထပ်တည်ပြန်ပြီဗျာအောင်စိုးပြောတာတော့မင်းညကမြင်လိုက်ရတဲ့အလင်းတန်းကကဝေမီဖြစ်ရမယ်တဲ့ကျွန်တော်အိမ်နောက်ဖေးမှာဝဲပြန်နေတာဗျာအဲ့ဒါဘယ်ကနေလာတာလဲဆိုတာကျွန်တော်သိကျင်လာပြီငါပြောတာပဲဝါစုခက်တွေခုတ်ပြီးအိမ်ဘေးမှာပုံထားပါလို့ဒီလိုကောင်မျိုးတွေကဆူးညိမှာတေးအောင်ကြောက်တာဟာတခြားအိမ်တွေလှုပ်ထားတာမင်းမမြင်ဘူးလားမကြဘူးမင်းလေပင်ကိုလာကြိုက်လိုက်မယ်ကြည့်နေအေးကျော်တယောက်ရွာကလူတွေကြီးညိုကြတဲ့အထက်လက်ဆရာဦးခန်းလုံစီသွားရောက်တိုင်ပင်နေတာပါတရွာလုံးမှာကဝေမတကောင်တောင်းကျမ်းနေပြီးလက်တလုံးမှာအေးကျော်ရဲ့ကြက်ချံထဲမှာကြက်တွေကိုအကုန်ဖြက်စီးစားတော့သွားလို့ပါအေးကျော်လည်းမအောင်နိုင်တော့တာနဲ့ဒီကဝေကိုနှိမ်နှဲမို့နီလန်းလာမေးတာပေါ့ညနေဆောင်တော့အေးကျော်ဟာဦးခန်းလုံပြောတဲ့အတိုင်းဇီးဖြူဇီးခက်တွေကိုခုတ်ပြီးကြက်ချံနဲ့အိမ်သာဘေးပတ်လေးမှာချထားလိုက်ပါတယ်အဲ့ဒီခေတ်ကအိမ်သာတွေကိုအိမ်အပြင်ဘက်မှာပဲဆောက်လိရှိပြီးအေးကျော်တို့အိမ်သာကလည်းအမိုးမပါတဲ့တွတ်ပြားကအိမ်သာလေးပါဒီညတော့သူအိမ်သာတဲကနေချောင်းကြည့်ပြီးအဲ့ဒီကဝေမဘဲတူလဲဆိုတာလက်ရဖမ်းဖို့ဆုံးဖြတ်ထားပါတယ်မောင်လာတာနဲ့အေးကျော်လဲအိမ်သာထဲဝင်ပုန်းနေလိုက်ပါပြီဒီညတော့ဒီအပုပ်အဆက်တွေကိုလာစားမှတေးကြတယ်သူစိတ်ထဲကနေတွေးနေမိတာပေါ့အိမ်သာဘေးမှာစူးတွေပတ်ထားလို့သူစိတ်ချလက်ချရှိနေပါဒီကဝေမဟာသူ့ဥတွေစူးညင်မှာကြောက်လို့အနာကပ်ရဲမှာမဟုတ်ဘူးလေတကယ်လို့ကြော်လာခဲ့ရင်လေတနက်နဲ့ဥပွင့်အောင်ပြစ်မယ်လို့ကြံထားပါတယ်နာယီပေါင်းများစွာစောင့်နေပြီးတဲ့နောက်သူထင်တဲ့အတိုင်းဖြစ်လာပါပြီရွာအဖျားဘက်ကနေရဲရဲနေတဲ့အလင်းတန်းတစ်ခုဟာတဖြည်းဖြည်းလွင့်ပြန်လာပါတယ်အေးကျော်ဟာအိမ်သာနှံရံအပေါက်ကနေချောင်းကြည့်ရင်ကြောက်စိတ်ကြောင့်ရင်တွေတုံးတုံခုံးလာပါတယ်အဲ့ဒီကြောက်စရာကောင်းတဲ့ကဝေမီတော်ဟာနီးတဲ့နီးလာပြီးနောက်ဆုံးမှာတော့သူ့ကောင်းပေါ်တက်တဲ့မှာဝဲနေပါတော့တယ်အေးကျော်တင်ထားတဲ့စီးဖြူစူးခက်တွေကြောင့်အိမ်သာတဲကအညစ်အကြေးတွေကိုစဉ်းစားဖို့အဲ့ဒီအကောင်မဝင့်မရဲဖြစ်နေပုံပါပဲကဝေမကသူ့ကိုမမြင်ခင်မှာတင်အေးကျော်ကလက်ထဲကတူမီတနက်အရှိနဲ့အဲ့ဒီဒန်းလန်ကြနေတဲ့ဥတွေကလီစာတွေကိုအမိအယပြစ်ထည့်လိုက်ပါပြီကဝေမဟာနာကျင်လွန်းလို့စူးစူးဝါးဝါအော်ဟစ်ပြီးအမြန်ပဲပြန်ပြေးသွားပါတော့တယ်အလင်းတန်းဟာတဖြည်းဖြည်းနှိမ့်ဆင်းသွားပြီးအေးကျော်အိမ်နောက်ဘက်တောအုပ်ထဲဝင်သွားပါတယ်အဲ့ဒါကိုမြင်တော့အေးကျော်လည်းအိမ်နာထဲကနေပြေးထွက်ပြီးအလင်းတန်းနောက်ကိုအမိလိုက်ပါတော့တယ်ဘယ်သူလဲဆိုတာမြင်ကျင်တယ်လို့အသေးလဲပြစ်တက်ချင်းနေတာပါအဲ့ဒီအလင်းတန်းဟာမျက်ပြင်တောအုပ်တစ်ခုတည်းဝင်သွားပြီးပျောက်ကွယ်သွားပါတယ်အေးကျော်အဲ့ဒီနေရာကိုအပြေးအလွှာရောက်သွားပေမဲ့ကဝေရဲ့အရေးအယောင်တော့မတွေ့ရပါဘူးပပတ်လည်းရှာကြည့်တော့မြေပြင်ပေါ်မှာသွေးကွက်တွေအများကြီးကိုပဲတွေ့ရပါတယ်ဘယ်လိုလုပ်တီလောက်မြန်မြန်ပျောက်သွားတာလဲဆိုပြီးကြောင်တောင်ဖြစ်နေတော့တူလက်မောင်းပေါ်ကိုရေဆက်တစ်ခုကျလာပါတယ်ဒါဟာမိုးရေမဟုတ်ဘူးဆိုတာသူချက်ချင်းတီးလိုက်ပါတယ်အနှံ့ကအော်ဂလီဆန်တက်လောက်အောင်ပုတ်စော်နမ်းနေတာကိုအေးကျော်ဟာအပေါ်ကိုဖြည်းဖြည်းချင်းမော့ကြည့်လိုက်တဲ့အခါမှာလန့်ဖြန့်သွားပါတော့တယ်တရွာထဲသာတော်စောမြဖြစ်နေတာကိုသူမျက်ဝါးထင်ထင်မြင်လိုက်ရတာပါခုနကတက်တိကောင်းနေတဲ့အေးကျော်တယောက်အဲ့ဒီလိုကြောက်စရာကောင်းတဲ့မိစ္ဆာကောင်းတဲ့တဲ့တိုးတဲ့အခါမှာတော့ကိုလက်တွေတုံရင်ပြီးတလန်းတော်မရွှေ့ရဲတော့ပါဘူးတတိပြန်ဝင်လာတာနဲ့အိမ်ကိုပဲအတက်လူပြီးပြေးပါတော့တယ်မနဲ့လင်းတော့အေးကျော်ဟာညကတွေ့ခဲ့တဲ့ကိုဝေကိစ္စကိုတိုင်ပင်ဖို့ဦးခန်းလုံစီအပြေးအလွှာသွားပါတယ်ဦးခန်းလုံအိမ်အသွားလမ်းမှာတော်စောမြအိမ်ကိုဖျက်ရတာပေါ့တော်စောမြအိမ်ရှိမှလူတွေဝိုင်းနေတာတွေ့လို့မေးကြည့်တော့တော်စောမြရုတ်တရက်ဖျားနေတယ်ဘိုက်အောင်လွန်းလို့လမ်းတော်မလျှောက်နိုင်ဘူးလို့သိရပါတယ်သားသမီးတွေကစေခံပြမယ်ဆိုတာလေသူကလက်မခံဘူးအေးကျော်ကအိယာတဲ့လဲနေတဲ့တော်စောမြကိုဝင်ကြည့်လိုက်တော့တော်စောမြကသူ့ကိုရန်ညူးအပြည့်နဲ့စိုက်ကြည့်နေပါတယ်အေးကျော်လည်းကြောက်ကြောက်လက်လက်နဲ့ပြန်ထွက်လာပြီးဦးခန်းလုံစီအကြောင်းဆောင်သွားပြောပြပါတော့တယ်တော်စောမြကကဝေဆိုရင်တော့မင်းတတိထားမှဖြစ်မယ်ဝါစုတွေစီးဖြူစူးတွေကိုအိမ်ပပတ်လဲနဲ့လေကားရင်းမှာပါချထားအောင်နော်သူဘာမှမလုံနိုင်လို့တော့ပါဘူးဦးလေးဟာခုနကကျွန်တော်ဝင်ကြည့်တော့အဲ့ရထဲမှာအတက်ငင်းနေသလိုဖြစ်နေတာငါပြောတာကိုနားမထောင်ရင်တော့မင်းပါတာမင်းသိလေမပေါ့နဲ့လို့ပဲပြောခြင်းနဲ့စကားပြောပြီးအေးကျော်အိမ်ပြန်လာပါတယ်လမ်းမှာတော်စောမြအိမ်ကိုထပ်ဖြတ်ရပြန်တာပေါ့
အဲ့ဒီမှာတင်သူအံ့ဩသွားတာကမနေ့ကမှတေလူမျိုးပါဖြစ်နေတဲ့တော်စောမြဟာအခုအိမ်ရှိမှရက်နေတာဗျာတော်စောမြကအေးကျော်ကိုအညိုအတီးနဲ့စိုက်ကြည့်နေလို့အေးကျော်လည်းကြောက်စိတ်တွေဝင်လာပါပြီမျက်လုံးချင်းအောင်မဆုံရဲပဲအမြန်လန်းလျှောက်ကြော်လွားလိုက်ပါတယ်အိမ်ပြန်ရောက်တာနဲ့စူးပါတဲ့တစ်ကိုင်းတွေကိုအိမ်ပတ်ပတ်လဲမှာအမြန်လိုက်ချပါတယ်ဒီညတော့တော်စောမြကဝေမဟာသူ့ကိုလာကလက်စားချိန်မှာတေးကြတယ်လို့သူတွေးထားတာပေါ့စူးခက်တွေပြင်းနေတော့မှပဲတော်စောမြဟာအေးကျော်အိမ်ရှိကိုရောက်လာပါတယ်ဟဲ့အေးကျော်ငါမင်းနဲ့စကားပြောစရာရှိတယ်ဘာကိစ္စလဲတော်ကြီးပြောစရာရှိတာအဲ့ဒီကပဲပြောကျွန်တော်ကြားရပါတယ်အပြင်ထွက်လာခဲ့စမ်းပါကောင်းကောင်းမွန်မွန်ပြောကြတာပေါ့တော်စောမြဟာအခုချိန်မှာလူစိမ့်လိုဖြစ်နေပေမဲ့သူ့ပီစာအရာစူးခက်တွေကိုတော့ကြောက်နေတော့မှာပဲအေးကျော်ကလည်းတော်စောမြကိုကြောက်တာကြောင့်အိမ်စီယိုအပြင်ဘက်ကိုထွက်မတွေ့ရဲပါဘူးအချိန်အတော်အကြာတဲ့အထိနှစ်ယောက်လုံးစကားမပြောဘဲတင်းခံနေကြပါတယ်တော်စောမြကလည်းမပြန်မဲစောင့်နေသလိုအေးကျော်ကလည်းတန်တရာစိတ်နဲ့တစိမ့်စိမ့်ကြည့်နေရတာပေါ့ဒေါ်စောမြဟာမောင်ရီပြိုးတဲ့အထိစကားတစ်လုံးမှမပြောဘဲစောင့်ကြည့်နေပါတယ်အေးကျော်ကလည်းညစ်နဲ့သွားရင်ဘာဖြစ်မလဲမသိတာကြောင့်စူးခက်တွေကိုလေကားရင်းမှပုံပြီးအိမ်ပေါ်ကိုအမြန်ပြေးတက်ပါတော့တယ်ဒေါ်စောမြလည်းဘာမှလုပ်မရတော့ပဲအပြင်ကနေပဲစိုက်ကြည့်နေပြီးနောက်ဆုံးတော့သူ့အိမ်သူပြန်သွားပါတော့တယ်အဲ့ဒီညညင်းနဲ့ပိုင်းမှာတော့အေးကျော်အိတ်နေတုံးအဝေးကနေဝင်းခနဲ့အလင်းတန်းကြီးပြန်လာပါတယ်ကဝေမတော်စောမြဟာအေးကျော်အိမ်ကိုရောက်လာတဲ့အခါအိမ်ပတ်လဲမှာစူးတွေချထားတာတွေ့လိုက်ရပါတယ်သူဟာအိမ်ပတ်လဲကိုဝဲပြန်ရင်အပေါက်ရှာနေတော့ပတင်းပေါက်တစ်ခုပွင့်နေတာတွေ့သွားပါတယ်အဲ့ဒါနဲ့ကလက်စားကြည့်ဖို့အိမ်ထဲကိုဝုန်းခနဲ့ဝင်ချလိုက်ပါတယ်ဒါပေမဲ့အေးကျော်ကအိမ်ထဲမှာအသင့်စောင့်နေတာပါကဝေမဝင်လာတာနဲ့စူးခက်ကြီးနဲ့အားရပါးရရိုက်ချလိုက်ပါတယ်ကဝေမဟာဦးတန်းလန်းကြီးကျမ်းပြင်ပေါ်ကျသွားပြီးနာကျင်လုံးလို့စူးစူးဝဝအော်ဟစ်ပါတော့တယ်အဲ့ဒီအချိန်မှာပဲဒီအကြံကိုပေးခဲ့တဲ့ဦးခန်းလုံဟာအိမ်နောက်ဖေးကနေထွက်လာပါတယ်ဦးခန်းလုံကအဖြစ်အပျက်အားလုံးကိုချောင်းကြည့်နေတာပါလက်ထဲမှာလည်းမဲနဲ့နေတဲ့အင်းရည်တွေပါတဲ့ရေဖလားကိုကင်ထားပါတယ်အဲ့ဒီရေကိုငုံပြီးဂါထာမန်နန်တွေရွတ်ဖက်ပြီးတဲ့နောက်ကဝေမရဲ့ကိုပေါ်ကိုမုတ်ထုတ်လိုက်ပါတော့တယ်ဒေါ်စောမြဟာနာကျင်လုံးလို့အော်ဟစ်နေပါတယ်အေးကျော်လွတ်ပေးလိုက်တော့သူ့ကိုယ်ထဲသူပြန်သွားပါစေအေးကျော်လည်းကဝေမကိုပေါ်ကစူးခက်တွေကိုဖယ်ပေးလိုက်တော့မှကဝေမဟာအမြန်ပြန်ပြေးသွားပါတော့တယ်မနဲ့မိုးလင်းတော့တော်စောမြရုတ်တရက်ယောဂာနဲ့တေဆုံးသွားပြီဆိုတဲ့တည်င်းထွက်လာပါတယ်အေးကျော်နဲ့ဦးခန်းလုံတို့ကတော့အမှန်တရားကိုတိနေပေမဲ့ဘယ်သူကိုမှထုတ်မပြောခဲ့ပါဘူးတော်စောမြကိုအေးချမ်းချမ်းတေဆုံးစေခြင်းလို့အဆက်မကွဲစေခြင်းလို့သူတို့နှုတ်ပိတ်ထားခဲ့ကြတာပါနှစ်ယောက်လုံးတော်စောမြရဲ့နာရီကိုသွားပြီးကတော့တောင်းပန်ခဲ့ကြပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့အဲ့ဒီရွာမှာကဝေမတည်င်းဟာတဖြည်းဖြည်းမိမ့်မိန်သွားပြီးဘယ်သူမှလည်းထပ်မတွေ့ရတော့ပါဘူးကဲကဝေမတော်စောမြဆိုတဲ့ဆက်လန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတက်တယ်ဆိုလို့ရှိရင် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ Facebook နဲ့ YouTube ကနေဗီဒီယိုအသစ်တွေလက်မလွတ်ရအောင်စောင့်ကြည့်အားပေးကြပါအောင်ခင်ဗျာကျေးဇူးအားပေးကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ